ရှင်းနေရဆာရွက်စာတန်းတွေအကုန်လုံးသူစီစဉ်ပြီးအိမ်ကိုပို့ပေးမယ်လို့မမီကိုခုနလေးနဲ့ဖုန်းဆက်တယ်။တားသွားဖို့မလိုတော့ဘူးလေ။မမီကတားစားဖို့ဆိုပြီးငါးသမင်းနယ်ကိုတိုင်ချက်ထားရတယ်ဟာ။ မမီကိုရိုင်းချက်ထားတာလားမမီကိုရိုင်းချက်ထားဆိုရင်တော့သားစားမှာပေါ့ ကဲအဲ့လိုလုပ်ပါကဲထိုင် ဟုတ် ထိုင်ကဲအားရပါရစားမမီသားအတွက်မမီကအစောကြီးထားချက်ထားရတာရော့ဒီမှာစီချက်ကလေးထည့် ကောင်းလိုက်တာမမီ ကဲစားပါစားဒါက license ရှောက်နေပြီဆိုတော့ကုမ္ပဏီကိုစတော့မလား ဟုတ်မမီစားလို့ရသလောက်တော့စထားမလားလို့လေ မမီဘာကူပေးရအောင်လဲ အခုလောလောဆယ်တော့ဘာမှမလုပ်သေးပါဘူးမမီရဲ့စောက်လို့ရေးပိုင်းအတွက်ကိုတော့ဒါ in house ဘောအနေနဲ့ engineer တွေကိုခေါ်ထားပြီးတော့ architect ဘိုင်းကိုတော့အဖွဲ့လိုက်အပြင်ကနေငားမလားလို့စဉ်းစားထားတယ်အဲ့ဒါတင်တန်းပြီးရင်အခုစမလားလို့ပြောထားပြီးသားလူတွေလည်းရှိတယ်သူတို့ကသားခေါ်တော့စောင့်တယ် မမီသားရဲ့စူးစမ်းခြင်းနဲ့စိတ်ကလေးကိုမမီချီးကျူးရတာမမီသားမှာအလုပ်ကိုစနစ်တကျစီမံခန့်ခွဲနိုင်တဲ့စိတ်ကူးကောင်းလေးတွေရှိနေတာမမီအရန်ကုန်ယူတာပဲ ဒါကလည်းအမြဲတမ်းမမီဂုံယူရတဲ့သားပဲဖြစ်နေတာပါမမီရဲ့အဲကြောင့်သားအမြဲတမ်းစူးစမ်းနေရပါဘောမမီ အမလီဟုတ်ပါပြီရှင်ဟုတ်ပါပြီ ကိုယ်လုံးနဲ့မင်းနဲ့နေတိုင်းယူထားလို့မတူမသိနိုင်ဘူး